ဖတ်ပြမဟုတ်လမ်းလိုက်တာအဲ့ကိုရင်ကိုရီးယားကြောက်အားလန့်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှမ်းမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှန်းမသိဘူးဒီကြီးတွေလည်းအဲ့ပြေးမယ်ဘလို့ခုံဆင်းရတော့မှလို့ပြေးရမှာလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တရားအဟောင်းကြီးရပါပြိုကြတရားအစ်စ်ကတော့ဘာမှမဖြစ်တော့ဘူးဆိုင်မှာစားနေတဲ့ဧည့်သည်ကြီးလည်းအမှမောက်ပြီးတော့နေရတယ်မန်လေးတွေတခြားနေရာတွေတော့ဘလို့လဲမသိဘူးတရားကြီးကတော့ကျိုးသွားတယ်ဆိုင်မှာဟိုဘက်မှာလည်းဖျားတွေလည်းပြုတ်ကြမြေကြီးတွေဘယ်တော့တောင်အပ်သွားလဲ